ဒီနေ့နောက်ကပတ်ပြီးတော့ဒီအပတ်ပေါ့အပတ်ကြောင့်လေးဆရာတို့ဒီရှင်းပြမယ်အပတ်ကမြန်မာလိုအတိဘေကကရိယာဝိသေသနာကရိယာဝိသေသနာဆရာတို့ငယ်ငယ်တော့သိကောင်းကောင်းနားမလည်ဘူးအဲ့စားပဲပါအပတ်ဆိုတဲ့အတိဘေကရိယာဝိသေသနာအတိဘေကောင်းကောင်းနားမလည်ဘူးအပတ်ဆိုတာကရိယာဝိသေသနာဆိုတဲ့အတိဘေကဘာလို့လဲဝိသေသဆိုတဲ့စကားလုံးကတော့အထူးပြုတယ်လို့တို့အတိဘေရတယ်ဝိသေသဆိုတာအထူးပြုတာဘာလို့သူအထူးပြုမှလဲဆိုတော့ဝါကြထဲမှာအဓိက main ကရိယာအနေနဲ့ပါလာမယ်ကရိယာဆိုတဲ့ဘတ်ကိုတော့အထူးပြုရမှာဒါနံပါတ်1ပေါ့လောက်ပဲမှတ်ထားမယ်အဲ့တော့ကရိယာဝိသေသနာဒီရှင်းအောင်ပြောရင်ကရိယာကိုအထူးပြုမယ်ကရိယာဝိသေသနာဒီကရိယာကိုအထူးပြုတာလိုနားလေးရမယ်ကရိယာဝိသေသနာဆိုဘယ်လိုစကားလုံးလေးတွေလဲဆရာတို့အရင်ဆုံးကြည့်အောင် FAST fast မြန်မာစကားကျတော့စွာနဲ့ဆုံးတယ်FAST fast လင်းမြန်စွာအဲ့လိုတွေပဲတွေ့တယ် quickly 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 လင်းမြန်စွာစွာနဲ့ဆုံးတယ် SLOWLY slowly နေကွေးစွာအဲ့စွာနဲ့ဆုံးတဲ့စကားလုံးဟာ abbas ကရိယာဝိသေသနာ for example ကနမနာဝတ်ကြောက်လေးကြောင့်ဆက်ပြောကြည့်မယ် he ran fast သူပြေးတာသိမြန်တယ်သူကလင်းမြန်စွာပြေးတယ်ပေါ့ဒီမှာတော့အဲ့မှာ he ran fast မှာ run က that ပါ fast ကတော့ abbas အဲ့လင်းမြန်စွာ FAST fast က run ဆိုတဲ့ဘက်ကိုသွားပြီးတော့အထူးပြတယ်အလကားသုံးတာမဟုတ်အဲ့မှာ FAST fast ဆိုတဲ့ abbas က run ဆိုတဲ့ဘက်ကိုအထူးပြတယ်အဲ့အောင်ကရိယာဝိသေသနာဆိုတာနံပါတ်1 bus ကိုအထူးပြုသည်နောက်တဲ့အထူးပြုရတော့ရှိသေးတယ်ဒီမှာတော့ဒီလောက်ပဲမှတ်ထားမယ်အပတိကရိယာကိုအထူးပြုသည်ဥပမာဝါကြလေးက he ran fast သူဒီလင်းမြန်စွာပြေးသည်ဒါကြောင့် I walk slowly အဲ့ကျွန်တော်ဒီနေကွေးစွာလမ်းလျှောက်သည်အဲ့မှာလမ်းလျှောက်တာ WALK walk လမ်းလျှောက်သည်နေကွေးစာ SLOWLY အဲ့ slowly နေကွေးစာဆိုတဲ့အဘက WALK ဟောဆိုတဲ့ဘကိုအထူးပြုတာဒါကရိယာဝိသေသနာဝါကြထဲမှာပါတဲ့ကရိယာကိုအထူးပြုလိုက်တာပေါ့အဲ့ဒါကိုကရိယာဝိသေသနာနံပါတ်ဥမာအကြောင်းလို့လေ့လာကြည့်အောင် you write neatly WIT rice မှာစာရေးတာပေါ့လားသင်ဒီရေးဒီအားရေးတယ်ဆိုတော့ neatly စာအုပ်ရေးတဲ့အခါမှာ NEATLY neatly လက်ရစွာရေးဒီအဲ့မှာ neatly လက်ရစွာက right ဆိုတဲ့ဘက်ကိုအထူးပြုတယ်ဒါလို့သုံးတာပါ you write neatly သင်ဒီစာကိုလက်ရစွာရေးဒီဒါလို့သုံးလို့ရပါတယ်ဒါကြောင့်လေးလေ့လာကြည့်အောင်သူမဒီအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ်ပေါ့သူမဒီအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ် she speak English well အဲ့မှာပြောတာ SPEAK speak I speak ဆိုတဲ့ဘက်ကတော့က WELL well အဘတ်ကအထူးပြုပေးရမယ်သူမဒီအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ်အဲ့မှာ well ဆိုတဲ့အဘကSPEAK space တဲ့ဘက်ကိုဆရာတို့အထူးပြုပါတယ်ဒါကိုပြောတာပါဒါဆိုတော့နောက်တစ်ကြောင်းထပ်ပြီးတော့လေ့လာကြည့်အောင်သူမဒီသမင်းကိုကောင်းကောင်းချက်တတ်သည် she got the right way အဲ့မှာ COK ကိုဆိုတဲ့ bus ကို WELL way ကအထူးပြုပါတယ်she got the right way ဒီမှာဒီသမင်းကိုကောင်းမှုစွာချက်တတ်သည်အဲ့မှာ WELL way အပ်ပါကိုဆိုတဲ့ဘက်ကိုတော့ပြီးတော့အထူးပြုပါတယ်ဒါအပ်ရဲ့သုံးပုံသုံးနည်းကိုဒါရှင်းပြတာပါနောက်ကြောင့်သူတို့ဒီကံကောင်းထောက်ပါစွာစာမိုးဝဲကိုအောင်မြင်သွားကြတယ်သူတို့ဒီကံကောင်းစွာပေါ့စာမိုးဝဲကို
အောင်မြင်သွားကြသည် they passed the exam luckily ပေါ့ they passed the exam luckily အဲ့အောင်မြင်တာ PASS pass အောင်မြင်သည်အဲ့အောင်မြင်သည်ဆိုတဲ့ဘက်ကိုနောက်က luckily ဆိုတဲ့အဘက်ကအထူးပြပြရမယ်သူတို့ဒီစာမိုးဝဲကိုကံကောင်းစွာအောင်မြင်သွားကြသည်အဲ့မှာ pass ဆိုတဲ့ဘက်ကို luckily ဆိုတဲ့နောက်ကအဘက်ကသွားပြီးတော့အထူးပြတယ်အဲ့ဒါကိုကရိယာဝိသေသနာလို့ခေါ်ပါတယ်ကရိယာဝိသေသနာလို့ခေါ်တယ်အဲ့ဒီpart of speech မှာဆိုရင်အဘက်က6ခုမြောက်စကားလုံးမှာရှိတယ်သူဒီဘာကြတဲ့မှာအလကားလိုက်ပြီးသုံးတာမဟုတ်ပါဘူးဘာကြတဲ့မှာပါတယ်အဓိကကရိယာဖြစ်တဲ့ boss ကိုသူကအထူးပြုပေးတာပါဟုတ်ပြီနောက်တစ်ကြောင်းလုံးဆက်လို့လေ့လာကြည့်အောင်သူမဒီမကြခဏcoffee ကိုတောက်တယ်သူမဒီမကြခဏ coffee ကိုတောက်တယ်သူမဆိုတော့ she ပေါ့ဗျာ she often drink coffee she often drink coffee အဲ့မှာ often က abbas ပဲ often က abbas အဲ့တော့ drink ကိုသူကမကြခဏ coffee ကိုတောက်တယ်ဒါလေးတော့ပြောင်းသွားပါ she often drink coffee သူမဒီမကြခဏ coffee ကိုတောက်တယ်အဲ့လိုပြောတာနောက်တစ်ကြောင်းကျွန်တော်ဒီအမြဲတမ်းအပြင်ကိုသွားတယ်ကျွန်တော်ဒီအမြဲတမ်းအပြင်ကိုသွားတယ် I always go out အဲ့လိုပြောမှာအချို့ကြောင့်လည်းအချို့ပြောနေတဲ့ဟာတွေဆက်လို့ပြောတယ် I always go outside I always go outside လို့ပြော I always go out လို့ပြောမှာ ALWAYS always က abbas ပါ I always abbas က you go ဆိုတဲ့ဘက်ကိုအထူးပြုပေးရတယ်အဲဒါကရိယာဝိသေသနာလို့ခေါ်ပါတယ် abbas ဆိုတဲ့ကရိယာဝိသေသနာက bas ဆိုတဲ့ကရိယာကိုအထူးပြုပေးတာအဲ့ဒါကိုမြန်မာလိုပြောတော့ကရိယာဝိသေသနာတိုင်းရနားလည်လို့မရအောင်ဝိသေသနာဆိုတော့အထူးပြုတဲ့စကားလုံးကရိယာကိုအထူးပြုပေးတာကိုကရိယာဝိသေသနာဒါပဲကရိယာကိုသွားပြီးအထူးပြုတာကိုကရိယာဝိသေသနာလို့ပြောလို့ရပါတယ်နောက်တစ်ခုဆက်လို့ပြောကြည့်အောင်ကျွန်တော်ဒီမမျော်လင့်မဲ့သူမကိုတွေ့သည်ကျွန်တော်ဒီမမျော်လင့်မဲ့သူမကိုတွေ့သည် unexpectedly I see her မမျော်လင့်မဲ့ကျွန်တော်သူမကိုတော့တွေ့တယ်ဘုံဘုံစီးရတဲ့မြင်သည်တွေ့တယ်ပေါ့ဗျာဒီမှာတော့မြင်လိုက်တာဘုံဘုံတွေ့လိုက်တာပေါ့ unexpectedly I see her မမျော်လင့်မဲ့ကျွန်တော်သူမကိုတွေ့လိုက်တယ်အဲ့မှာ unexpectedly ဆိုတဲ့သဘောနဲ့ SEEC ဆိုတဲ့ဘက်ကိုတော့အထူးပြောမှာမမျော်လင့်မဲ့ကျွန်တော်သူမကိုတွေ့တယ်အဲ့လိုလားအဲ့ဆိုရင်ကျွန်တော်ဒီအခါအားလျော်စွာဘုရားရှိခိုးသည်ကျွန်တော်ဒီအခါအားလျော်စွာဘုရားရှိခိုးသည် I အခါအားလျော်စွာ occasionally pay homage to the Buddha I occasionally pay homage to the Buddha အဲ့မှာ occasionally ဆိုအခါအားလျော်စွာ abbas ပါအဲ့ occasionally အဘက pay ဆိုတဲ့ဘက်ကိုသွားပြီးအထူးပြုပေးရတယ်အဲ့တော့ကျွန်တော်ကရိယာဝိသေသနာလို့ခေါ်တယ် I occasionally pay homage to the Buddhas ဒါပါလားကျွန်တော်ဒီအခါအားလျော်စွာဘုရားရှိခိုးသည်ဒီလိုပါတယ်နောက်တစ်ကြောင်းပြောကြည့်အောင်သင်ဒီတခါတည်းတရားအားထုတ်သည်ဆိုတော့သင်ဒီတခါတည်းတရားထိုင်သည်ပေါ့ဗျာသင်ဒီတခါတည်းတရားထိုင်သည် you တခါတည်းဆိုတော့ sometime မှာတော့ escape ပါတယ်အဲ့ဒါမှတော့တခါတည်း you sometime meditate သင်ဒီတခါတည်းတရားအားထုတ်သည်အဲ့ sometime ကတော့ abbas ပါကရိယာကိုအထူးပြုပေးတယ်လုံနာရပါတယ်နောက်ကြောင့်ကျွန်တော်လေ့လာကြည့်အောင်ကျွန်တော်လောက်စားရှိတဲ့ကိစ္စကိုကျွန်တော်အခုပဲလုပ်မယ်ပေါ့ I just do it အဲ့ဒါကိုကျွန်တော်အခုလုပ်လိုက်တယ် I just do it အဲ့ဒါ just ကတော့ abbas ပါ do ဆိုတဲ့ဘာကိုသွားပြီးတော့အထူးပြုတယ်ဒါ abbas ကရိယာကိုအထူးပြုတယ်အဲ့လိုစကားလုံး
သုံးပါတယ်ဗျအဲ့ဒါမှဝါကြရဲ့အတိတ်တွေမှာကရိယာဝိသေသနာဘယ်လိုသုံးလဲဆိုတာကိုပေါ်ပေါ်လွယ်လွယ်နားလည်လို့ရပါတယ်ကျို့ကြတော့စကလုံးတွေအများကြီးစကလုံးတွေအများကြီးကျက်တယ်အများကြီးရတယ်ဒါပေမဲ့ဒီစကလုံးတွေဘယ်လိုထားရမလဲဆိုတာသူတို့နားမလဲကကြစကလုံးတော်ရှိတယ်ဝါကြတဲ့ကြောင့်ဖြစ်အောင်ပြောနိုင်ဘူး။နာကလည်းဝါကြတဲ့ကြောင့်ဖြစ်အောင်မတိဆောက်နိုင်ဘူး။အဲ့ဘာကြောင့်လဲ။ဒရာပိုင်းဆိုင်ရာတွေအများကြီးလိုအပ်ချက်ရှိတယ်။ဒရာပိုင်းဆိုင်ရာတွေကောင်းကောင်းမသိတဲ့အတွက်ကြောင့်မရေးနိုင်တာပြောနေတာ။အခုလိုသိစေပြီးသွားလို့ရှိရင်အင်္ဂလိပ်လိုပြောတာအင်မတန်မှစိတ်ဝင်စားကြကောင်းတယ်။အင်မတန်မှလည်းလွယ်ကူပါတယ်။လွယ်ကူတယ်ဆိုတာနည်းလမ်းရှိလို့လေ။မှန်ကန်တဲ့နည်းလမ်းကိုရှာပြမှာအင်္ဂလိပ်စာအကြောင်းမှန်ကန်တဲ့ကိစ္စတွေ။ကျိုးအင်္ဂလိပ်စာ၄ နဲ့ 5 နှစ်လေ့လာနေတဲ့ကျောင်းသားတွေဆရာလို့ရှိရင်ရောက်လာတယ်ပြောတယ်ဒါပေမဲ့၄ 5 နှစ်လောက်တာအင်္ဂလိပ်စာလေ့လာတယ်လို့ပြောတာသူတို့မေးကြည့်တဲ့အခါမှာကျောင်းသားတွေကဘာမှဟုတ်ဒီပတိရေးလေပြောနိုင်တာမရှိဘူးဘာကြောင့်လဲဆိုသူတိတိကျကျအချက်လက်တွေကိုကြောလာပြီးတော့အစစ်ကြော်ပြီးသူကလေ့လာနေတယ်ကျိုးဆိုလည်းအခုကိစ္စစကားပြောလေးတွေပေါ့အဲ့လိုအပြောလေးလောက်လည်းပဲသူကလေ့လာထားတဲ့အတွက်ကြောင့်ဒါပိုင်းဆိုင်မှာတကယ်ပြောရတော့မြည်ရေးရတော့မြည်စာနဲ့ပေနဲ့ထိတွေ့ရတော့မြည်ကြတယ်မပြောနိုင်တော့မရေးနိုင်တော့အဲ့လိုရှိပါတယ်ဟုတ်ဒရာပိုင်းဆိုင်ရာသိရေးပြီးတယ်ဒရာပိုင်းဆိုင်ရာကိုကောင်းကောင်းသိကြလို့ရှိရင်အင်္ဂလိပ်လိုပြောရေးသိနားလဲပါတယ်ဒီတော့ပြီးစောအကြည့်ရဆိုရင်တော့စာပတ်တာပေါ့အဲ့စာပတ်တဲ့စာအောက်နားလဲရင်တော့အင်္ဂလိပ်စာမှာအကုန်လုံးဆရာတို့ချုပ်ပြီးလို့ရပါတယ်အင်္ဂလိပ်စာတကယ်ပိုင်းနေတယ်ဆိုရင်တော့ဆရာစာပတ်တဲ့ skill ကိုကျွမ်းကျင်လို့ရတယ် reading skill အရင်ရေးကြည့်တယ် reading skill ကိုနိုင်လို့ရှိရင်ကျန်တာတွေအကုန်လုံးအော်တိုနားလဲပါတယ်အဲစာပတ်ဆက်တော့ဆရာတို့ဖြည်းချင်းဆရာတို့သင်ပေးတော့မှာခုတော့ business level မှာတော့ဒရာပိုင်းဆိုင်ရာကိုအများဆုံးအသေးစိတ်ရှင်းပြပြီးတော့အင်္ဂလိပ်လို how to speak ဘယ်လိုပြောမလဲ how to write ဘယ်လိုရေးမလဲhow to speak how to write ကိုနားလည်ဖို့ဒါတွေကိုပြောချင်ရေးချင်နေဆိုလို့ရှိရင်ဒရာပိုင်းဆိုင်ရာကိုကောင်းကောင်းကကြည့်နေဖို့လိုပါတယ်အဲဒီတော့ဒီဗီဒီယိုဖိုင်လေးတွေကိုအသေးစိတ်တောင်းတာလေ့လာပါမယ်ဆိုရင်အင်္ဂလိပ်စာတော်တော်လေးကိုအများကြီးနားလည်တော့မှအများကြီးအခြေခံရတော့မယ်ဆိုတာဒါတော့သိကြတယ်ဒါပေမဲ့ဗီဒီယိုပိုင်းဆရာအဆက်အပိုင်းလိုက်ပိုင်းလေးအင်မတန်ကြောင့်ဒီအဆက်ကလေးတွေတော့အပိုင်းလိုက်ပိုင်းလေးကြည့်ပြီးလို့လိုပါတယ်ဒါလေးတွေကိုကြည့်တော့မယ်လေ့လာတော့မယ်ဆိုရင်အင်္ဂလိပ်စာတကယ်လေ့လာနေတဲ့ကျောင်းသားတွေတကယ်တမိုးရှိတယ်ကျိုးနိုင်ငံရောက်တော့မဲ့ကျောင်းသားတွေအများကြီးရှိပါတယ်ဆရာရှိပါဘူးလက်တက်နေတဲ့ကျောင်းသားတွေလည်းရှိတယ်ကျိုး international ကျောင်းတွေမှာတက်နေတဲ့ကျောင်းသားတွေလည်းဆရာရှိပါတက်နေတယ်အများကြီးရှိပါတယ်ဒါပေမဲ့ international ကျောင်းကတက်တဲ့ကျောင်းသားတွေလည်းဆရာပြောကြည့်တဲ့အခါမှာအဲ့လိုပြောတော့သူမှုတ်နေတာပဲအင်္ဂလိပ်လိုတော့တော်တော်ပြောနိုင်တယ်ဘာပြောကြမရှိဘူးအင်္ဂလိပ်ပြောတဲ့အခါမှာဒါပေမဲ့ဘာအားနဲ့ကြတာတွေလဲဆိုတော့ reading skill ပေါ့စာဖတ်တဲ့နေရာမှာသူအခက်သွားတယ်စာဖတ်တာသူအခက်အခဲရှိတယ်ဘာသာမပြန်နိုင်ဘူးမကြောက်မခွဲနိုင်ဘူးဘလို့ဘာသာပြန်လဲဆိုတော့သူကောင်းနားမလဲအဲ့ဒါမျိုးအခက်အခဲလေးဆက်လို့တွေ့ရတယ်အင်္ဂလိပ်ကျောင်းမှာတက်တဲ့ကျောင်းသားအများစုကတော့အင်္ဂလိပ်လိုတော်တော်များများခေါ်နိုင်ပါတယ်သို့တော်လည်းပဲစာဖတ်တဲ့စွမ်းအားကြတာသူမရတော့အဲ့ဘာလို့ လဲဆို reading skill သူတို့မနိုင်တော့မနိုင်တော့အပြင်မှာအဲ့လိုဆရာတို့ language ကိုတည်းဆရာတွေကိုခေါ်ပါတယ်အဲ့မှာခေါ်တဲ့ language တွေဆရာတို့တွေ့ရပါတယ်ဆရာတို့ကလည်းအဲ့လိုလိုက်တင်နေရတယ်ဟုတ်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အကြောင်းအရာသိချင်တယ်ဆိုတော့ဆရာကနေ့စဉ်တင်ပြနေတဲ့အခုစတင်ပေးတာဆရာတို့အဲ့ပါတော့ speak ရတယ်အသေးစိတ်ဆရာ grammar ပိုင်းဆရာတို့ရှင်းပြနေတယ်အဲ့ဗီဒီယိုပိုင်းတွေကိုတစ်ခုချင်းလေ့လာတော့မယ်ဆိုရင်အင်္ဂလိပ်စာရဲ့သဘောတရားကိုကောင်းကောင်းနားလည်ပါပါအဲ့အင်္ဂလိပ်စာနဲ့ဆရာနဲ့အခု live ပေါ်ပဲဖြစ်အပြင်မှာပဲဖြစ်သိနေတယ်ဆိုလည်းပဲဆရာရှိပါသိလို့ရပါတယ်လေ့လာလို့ရပါတယ်သိချင်တဲ့အချက်လက်တွေကို comments မှာဆရာကိုမေးလို့ရပါတယ်ဆက်သွယ်လို့ရပါတယ်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အကြောင်းအရာသိချင်တယ်ဆိုရင်ဆရာကိုအချိန်ပေးမေးလို့ရပါတယ်ဆက်သွယ်လို့ရပါတယ်အဲ့ဒါဆို Abbas ကသဘောတရားဆိုတာကျွန်တော်ပြန်ကောက်လိုက်လို့ရှိမှာကရိယာကိုအထူးပြုပေးရတာကရိယာကိုအထူးပြုပေးတာကိုကရိယာဝိသေသနာလို့ခေါ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ကရိယာဝိသေသနာရဲ့အတိတ်ကိုနားလည်လို့ရပါတယ်နော်ကနံပါတ်ခုနှစ်ခုမြောက်ကိုဆရာတို့တက်ပြီးသွားပေးလိုက်မယ်conjunction ဒီမှာလည်းပြောတော့စကားဆက်ပေါ့ဘယ်လိုစကားဆက်လို့ခေါ်တယ်လဲဆိုစာကြောင်းနှစ်ကြောင်းဝါကြနှစ်ကြောင်းနော်အဲ့လိုနှစ်ခုဖြစ်နေတာဟုတ်တစ်ခုတည်းဖြစ်အောင်ဆက်ပေးလိုက်တာဝါကြနှစ်ခုဝါကြနှစ်ကြောင်းကွဲနေတယ်အဲ့ဝါကြနှစ်ခုတစ်ခုတည်းဖြစ်အောင်ဆက်ပေးတာအဲ့ဒါကိုဆရာတို့ conjunction လို့ခေါ်ပါတယ်ဝါကြနှစ်ကြောင်းကိုတစ်ကြောင်းဒီဖြစ်အောင်ဆက်ပေးတာကိုconjunction လို့ခေါ်ပါတယ်ကဲဥပမာဆက်ကြပါစို့ညမြသည်ရုပ်ရည်ချောမောသည်ညမြသည်ရုပ်ရည်ချောမောသည်ဒါပေမဲ့မာနကြီးသည်ပေါ့ညမြသည်ရုပ်ရည်ချောမောသည်
ဒါပေမဲ့မာနကြီးသည်မြတ်မြတ်ချောမောလာပါတာတော့မြတ်မြတ် is beautiful မြတ်မြတ်ဒီချောမောလာပါသည်ဒါပေမဲ့မာနကြီးသည်ဆိုတော့ဒါပေမဲ့ဆိုစကားလုံးရှာမယ်အဲ့ဒါ but beauty but ကတော့ကိုညာရှင်ပဲမြတ်မြတ် is beautiful but she is proud မာနကြီးသည်မြတ်မြတ်သည်ရုပ်ရည်ချောမောလာပါသည်ဒါပေမဲ့မာနကြီးသည်မြတ်မြတ် is beautiful but she is proud မာနကြီးသည်အဲ့လိုတော့ပါတယ်နောက်တစ်ချက်ပြောကြည့်မယ်ကြောသည်ဟောရလဲကြွယ်ဝသည်အင်္ဂလိပ်လိုလဲဟောရလဲကြွယ်ဝသည်အင်္ဂလိပ်တရားအသုံးလုံးလဲကောင်းသည်အဲ့ဆိုတော့ဟောရကြတော့ဆရာတို့ရေပြောကြကြော is rich in vocabulary ကြောသည်ဟောရတော်ကြတယ်ဆိုတာစကားလုံး90ပါးကိုအကုန်သိတယ်လို့ပြောတာပေါ့ကြော is rich in vocabulary ကြောသည်တရားပိုင်းဆိုင်ရာမှာသိတော်တယ်ကြော is good at grammar စာကြောနှစ်ကြောင်းဖြစ်သွားတယ်ကြော is rich in vocabulary သူကဟောရကျွဲသည်ကြော is good at grammar ကြောကတရားပိုင်းဆိုင်ရာမှာလည်းကောင်းတယ်ဆိုတော့နှစ်ခုဖြစ်ပါတယ်စကားလုံးလည်းကျွဲတယ်တရားပိုင်းဆိုင်ရာမှာလည်းကောင်းတယ်ဆိုတော့စာကြောနှစ်ကြောင်းဖြစ်နေတယ်ဆိုတော့အဲ့နှစ်ကြောင်းကိုဒီကြောင်းဒီဖြစ်အောင်တိဆောက်ချင်တာအဲ့ဆိုရင်ဒီလိုတိဆောက်ပါလေJojo is rich in vocabulary and good at grammar. Jojo is rich in vocabulary and good at grammar. ဒီလိုပြောလို့ရပါတယ်။ Jojo ဒီဟောရလဲကြွသည်တရားပိုင်းဆိုင်ရာမှာလဲကောင်းပြီဆိုအဲ့မှာand ဆိုတဲ့စကားလုံးလေးနဲ့ပဲဆရာတော်ထားလိုက်တာပါအဲ့ and ဆိုတဲ့စကားလုံးဟာပညာရှင်မှာဝါကြနှစ်ခုကိုကွဲနေတဲ့ဝါကြနှစ်ကြောင်းဒီကြောင်းလေးဖြစ်အောင်ဆက်ပေးလိုက်တာအဲ့တော့ဆရာတော်ပညာရှင်လို့ခေါ်ပါတယ်Jojo is rich in vocabulary and good at grammar ဒီလိုတော့လို့ရပါတယ်ဒါဆိုတော့နောက်တစ်ခုပြောကြည့်ပါဦးဗျာဝါကြနှစ်ကြောင်းကိုတစ်ကြောင်းလေးဖြစ်အောင်ပြောတာအဲ့ဆိုတော့ကျွန်တော်ဒီပျော်ရွှင်သည် I am happy ကျွန်တော်ဒီပျော်ရွှင်သည် I am happy ဘာလို့ပြောလဲစာမွေးအောင်လို့ကျွန်တော် I passed the exam I am happy ကျွန်တော်ဒီပျော်ရွှင်သည် I passed the exam စာမွေးအောင်ဒီဟောကြနှစ်ကြောင်းဖြစ်နေတယ်အဲ့နှစ်ကြောင်းကိုဆက်တော့ဒီကြောင်းလေးဖြစ်အောင်ဒီဆောက်ပြအောင်မယ် I'm happy ဘာလို့ပြောတာလဲWhy are you happy ပေါ့မင်းဘာကြောင့်ပြောနေတာလဲဆို I am happy because I passed the exam because ကတာကိုညရှင်ပဲငါကြမိတာပဲဒီပြောလို့ရှင်လို့ပါလား Why are you happy I am happy because I passed the exam somewhere အောင်တဲ့ငါဒီနေ့ပြောနေပါဒါအောင်ပြောတာအဲ့မှာဝါကြနှစ်ကြောင်းကိုဆရာတော်အကြောင်းလေးဖြစ်အောင်ဆက်ပေးလိုက်တာအဲ့တော့ဆရာတော်ကိုညရှင်လို့ခေါ်ပါတယ်နော်အဲ့ဒါကလုံးလေးပြောမယ်ဆိုတော့no beauty but why yet that's also လို့ဝါတို့အများကြီးကိုခွင့်ရရှိနေတော့အဲ့လိုဝါကြနှစ်ကြောင်းကိုဒီကြောင်းလေးဖြစ်အောင်ဆက်ပေးတာအောင်ဆရာတော်ကိုညရှင်လို့ခေါ်ပါတယ်ဝါကြနှစ်ကြောင်းကိုဒီကြောင်းလေးဖြစ်အောင်ပေါင်းပေးတာကိုကိုညရှင်လို့ခေါ်ပါတယ်ကဲအဲ့တော့ကိုညရှင်ရဲ့အဓိပ္ပာယ်ကစကားဆက်လို့ဆရာပြောလိုက်ပါတယ်ခုနှစ်ခုမြောက်စကားလုံးပေါ့နော်အဲ့နောက်တစ်ခုကကျတော့နောက်ဆုံးစကားလုံးကရှစ်ခုမြောက်ကတော့ interjection ပေါ့ interjection ရဲ့အဓိပ္ပာယ်အထူးမဟုတ်ပါဘူး express တဲ့ emotion ပေါ့ express ဆိုတာပေါ်ပြတာစတဲ့ဆိုရုပ်တရက် emotion ဆိုတာခံစားချက်ပေါ့မိမိရင်ထဲကရုပ်တရက်ဖြစ်ပေါ်လာတဲ့စကားလုံးတွေကိုထုတ်ပေါ်ပြောချင်တယ်ဆိုရင် interjection ပေါ့မှာအဲ့သူကပြောတဲ့ကမှာအော်တာလည်းပါမယ်ဝမ်းနေတာလည်းပါမယ်ဝမ်းမြောက်တာလည်းပါမယ်ဝမ်းသာတာလည်းပါမယ်ကြိုတင်ဖန်တီးရတာမရှိအောင်ရုပ်တရက်ထွက်ပေါ်လာတာရုပ်တရက်ဖြစ်ပေါ်လာတာအဲ့လိုရင်ထဲကရုပ်တရက်ဖြစ်ပေါ်လာတဲ့ထွက်ပေါ်လာတဲ့စကားလုံးတွေကိုသုံးကျင်တယ်ဆိုရင် interjection ကိုသုံးလို့ရပါတယ်ဆိုတော့ oh dear ဆိုတဲ့ဒီဗျာတခုခုတွေ့လို့အမလေးဒုက္ခပဲအမလေး oh ဒုက္ခပဲဆို oh dear
ဘယ်ပါလားဒါဖန်တီးတာမဟုတ်ရုပ်တရက်ဖြစ်ပေါ်လာတာဆိုတော့ကျွန်တော်ညိုးလင်သွားတယ်ညိုးလင်သွားတဲ့ကမှာအင်မတန်လာတဲ့ရော့ကပြီးတော့ဥယျာဉ်ရှိတယ်အဲရော့ကပြီးတော့ဥယျာဉ်နဲ့ဝင်လာတဲ့ကမှာပန်းပန်းဆုံးကျွန်တော်တွေ့ရတယ်အင်မတန်မှလာတဲ့ဟာတွေပဲအဲ့မြင်တဲ့ကမှာအင်မတန်လာပါတဲ့နင်းစီမနဲ့တခုတွေ့ရပါဗျာအဲ့တော့ what a beautiful rose what a beautiful rose အဲ့နင်းစီမလေးကိုမြင်လိုက်တဲ့အခါကျဟာတော်တော်လာတဲ့နင်းစီမပဲ what a beautiful rose အဲ့ဒါတော့ရုပ်တရက်ဖြစ်ပေါ်လာတာအဲ့တော့ကျွန်တော် express certain emotion ယနေ့ကရုပ်တရက်ဖြစ်ပေါ်လာတဲ့စကားလုံးတောင်းနေဆိုရင် interjection ကိုသုံးလို့ရပါတယ်စုစုအောင်ဆရာတို့ရှစ်ချက်အရှင်းကိုဆရာအချင်းချုပ်ပြီးတော့ရှင်းပြသွားတာပါနံပါတ်1ကဆရာကပြောတာနံပါတ်1 noun နံပါတ်2က pronoun နံပါတ်3က adjective နံပါတ်4က preposition နံပါတ်5က verb နံပါတ်6က adverb နံပါတ်7က conjunction နံပါတ်8က interjection စုစုပေါင်းရှစ်ချက်ပါအဲ့ရှစ်ချက်ကိုဆရာတို့ကျောင်းသားတွေနားလည်လို့ရှိရင်အင်္ဂလိပ်စာအများကြီးရပါတယ်အဲ့ရှစ်မျိုးပိုင်ပိုင်နေနေရရင်အင်္ဂလိပ်စာကျောင်းသားတော်ပြီလားမှတ်ထားတော့ကြိုက်တဲ့နိုင်ငံခြားသွားကြိုက်တဲ့ဆောင်မှုပဲဖြစ်ဒီရှစ်မျိုးရလို့ရှိရင်အင်္ဂလိပ်လိုပြောရေးဘက်အကုန်နားလည်သွားပြီဒါပေမဲ့တန့်ရလားဆိုတော့မရအောင်နောက်တစ်ပတ်တည်းစကားလုံးတွေကထောင်ပေါက်ကြည့်ရှိတယ် pronoun adjective preposition verb adverb conjunction interjection စကားလုံးတွေကထောင်ပေါက်သိကြည့်ပြီးထွက်လာတာအဲ့စကားလုံးတွေကဝါကြတဲ့ကြောင်းမှာဘလို့တွဲပြီးတော့လဲဘလို့တိဆောက်သွားလဲဘလို့တီးကောင်းသွားတယ်ဥပမာပြောဆိုတော့ခေဘန်လေးတွေတီးကောင်းတယ်လို့ပေါ့ပန်းလေးတွေတပွင့်နဲ့ကျိုးလေးနဲ့တီးလိုက်မယ်ဆိုရင်အတွဲလိုက်ရဖြစ်သွားတယ်လို့ပဲအဲ့ရှင်မျိုးပိုင်ပိုင်နေနေတီးလို့ရှိရင်အင်္ဂလိပ်လိုထောင်းထောင်းကြည့်အောင်ပြောလို့ရပါတယ်အင်္ဂလိပ်စာကိုပိုင်ပိုင်နေနေသုံးလို့ရနိုင်ပါပြီအဲ့ဒါတွေတီးဖို့ကဒီရှင်းတဲ့လောလောက်ပြဆိုတာမလောက်တော့သေးဘူးရှင်းဆက်ပြီးအများကြီးကလေ့လာပါလေ့လာဖို့လည်းဘာလို့ဆိုဆရာလိုရတယ်အဲ့ရှင်းလမ်းပြပေးတဲ့ဆရာနဲ့တွေ့မှာကျောင်းသားကောင်းကောင်းကိုအင်္ဂလိပ်စာကိုရှောက်နိုင်ပါနေ့မြင်ဆိုလို့ရှိရင်လမ်းမနေရဆိုရင်အင်္ဂလိပ်စာနေ့ဘယ်လောက်ကြာမတတ်ဘူးအဲ့ဆရာတို့လမ်းမရောက်နေတဲ့ကျောင်းသားတော်တော်များများနဲ့လည်းတွေ့ခဲ့မှုပါတယ်တော်တော်များများတွေအဲကျောင်းသားတွေတွေ့တဲ့ကမှအနည်းဆုံးဆရာအောင်မိသားဝဲရောက်မိသားတလောက်ကျောင်းသားတွေပါပဲဒါပေမဲ့အင်္ဂလိပ်စာတကယ်လက်တွေပြောတာကနည်းနည်းသင်နေဖို့ပါတယ်ကျွန်တော်တို့လက်တွေတကယ်မေးကြည့်တဲ့အခါမှာကျောင်းသားတွေကအာတီကယ်တောင်မှမသုံးတဲ့ကျောင်းသားများပါတယ်ဒါဘာကြောင့်လဲဆိုတော့ကျို့စနစ်ကလေးတွေလွဲနေရတယ်ဒီမှာကျောင်းသားတွေကတော့ကိုယ်ပိုင်ရည်ချင်းနေရှိပြီးသားတွေပါဒါပေမဲ့ချင်းကတဲ့စနစ်ကလဲသွားတဲ့ကြောင့်မလို့ကိုလိုအချိန်ကြာပြီးမပြောနိုင်တာဖြစ်ရတယ်ကျောင်းသားတိုင်းမှာကိုယ်ရည်သေးအရေးချင်းရှိခဲ့ပြီးသားတွေပါတကယ်စနစ်တကျနဲ့စီးကပ်ပြီးတော့ဒီစနစ်မှမှနဲ့လိုက်ရှာပြီးသိမယ်ဆိုရင်တော့အင်္ဂလိပ်စာတကယ်တတ်မှာပါတကယ်နားလည်မှာအခုဆရာပြောရတဲ့ရှင်းမျိုးပါအင်္ဂလိပ်စာသင်တဲ့ကျောင်းသားတိုင်းအပြည့်မနေသိထိုက်တဲ့အချက်ရှစ်ချက်ပါအဲ့ချက်ကိုနားလည်ကျောင်းသားတွေအကြောင်းပေါ့တော့နားလည်လို့ရပါပြီဥပမာလေးဝကြငါးကြောင်းတော့ဆရာပြောတာအဲ့ဝကြငါးဝကြလည်းပဲတခြားစကားလုံးတွေတွားရှာလို့မရအောင်အဲ့ part of speed တွေပဲရှာမှာဆရာဝကြလေးတွေကြောင်းလောက်ပြပါမယ်အဲ့ဒါပြီးစကားလုံးခွဲပြမယ် My sister speak English well My sister speak English well My sister speak English well မှာ I'm a white my စကားလုံးတွေ I'm a white my ရဲ့ noun မဟုတ်ပါဘူးသူ possessive pronoun နဲ့မှာပါပါတယ်သူ possessive pronoun my နောက်မှာရှိတဲ့ sister S-I-S-T-E sister သူကကျတော့ noun ဖြစ်သွားတယ် pronoun နဲ့ noun နဲ့ကိုတွဲထားတာ my sister ကျွန်တော်ဤညီမ pronoun တစ်လုံး noun တစ်လုံးရပါတယ် speak S-P-E-A-K speak နဲ့မှာ S လေးပါတယ်ညီမလေးရဲ့တယောက်တည်းဆိုတော့အနေနဲ့ speak ကတော့ back on now pronoun noun adjective pronoun noun verb တော့လို့ English ကလည်းသူက noun ပဲmy sister speak English well ကတော့ a verb ဒီမှာစကားလုံးဘယ်နှလုံးပြောပါလဲဆိုတော့ pronoun ရဲ့ noun ရဲ့ verb ရဲ့ a verb ရဲ့စကားလုံးသုံးပါတယ်ခုနအင်္ဂလိပ်နဲ့ sister noun ဆိုတော့ဒီမှာတစ်လုံးနဲ့ကောက်လိုက်တယ် I'm a white man pronoun ကဲက noun speak က verb အင်္ဂလိပ်ကလည်း noun well က a verb ဆိုတော့ဒီမှာစကားလုံး၄ခုပဲပြောပါတယ် noun pronoun verb adverb noun pronoun verb adverb အဲ့စကားလုံး၄လုံးကိုယူပြီးတော့ဘာကြောင့်ကြောင်းဖြစ်အောင်တည်ဆောက်လိုက်တယ် My sister speak English well ကျွန်တော်ညီမလေးအင်္ဂလိပ်လိုပြောတတ်တယ်ဒါပဲအဲ့ကိုပြောတဲ့စကားလုံးကတခြားစာအုပ်တွေသွားယူရတာမဟုတ်အဲ့ part of speed ရဆွဲတော့ရတာပဲအဲ့ရှင်မျိုးနားလဲကိုလိုအပ်တယ်လို့သုံးလို့ရတယ်အဲ့ဒါဘာလို့လဲဆိုတော့တရားဝိုင်းဆိုင်အောင်နားလဲဖို့လိုတယ်အဲ့တရားဝိုင်းဆိုင်အောင်နားလဲတော့လို့ရှိရင်ကိုလိုချင်တဲ့မှာဆွဲထည့်လို့ရတယ်မကြွညင်ဘူးဆိုတော့အကုန်လုံးလွဲပေါ်စားရတယ်ကိုထင်ရကိုမြင်ရကိုရှောက်ပြတာကြတော့စားရ spoken မလို့ broken ဖြစ်ပေါ်တယ်
ဘယ်ရောက်လာနေဖြစ်ပါလဲဒါအရေးကြီးပါတယ်နောက်တစ်ကြောင်းလောက်ဆရာပြောပြပါမယ် I read a newspaper I read a newspaper I က pronoun ပါ read က verb ပေါ့ a newspaper noun a newspaper noun အဲ့တော့ I က pronoun read က verb newspaper noun ဆိုတော့ဒီမှာ noun pronoun verb ဒီသုံးလုံးပဲ noun pronoun verb အဲ့စကားလုံးသုံးလုံးနဲ့ပဲပြောတာဘာကြောင့်အကြောင်းဖြစ်သွားတယ် I read is newspaper ကျွန်တော်ဒီသတင်းစာတစ်စောင်ကိုဖတ်တယ်ဒါပါပဲအခုပြောကြည့်အောင် My teacher drink coffee My teacher drink coffee ကျွန်တော်ဆရာဒီ coffee ကိုတောက်တယ် My ကခုန possessive pronoun ပဲ teachers က noun drink က as ပါတယ် was coffee ကလည်း noun ပဲအဲ့တော့ဒီမှာအဓိကပြောတာ noun pronoun was ဒါပဲ noun pronoun was ကျွန်တော်ဆရာဒီ coffee ကိုတောက်တယ်ဒီလိုပြောတာနောက်တစ်ခုပြောကြည့်အောင် You walk slowly You walk slowly You are pronoun was က was slowly ရ a bad pronoun bad a bad အဲ့ပါတော့ speed ရရှစ်လုံးနဲ့သုံးလုံးပဲပြောပါတာ pronoun ရဲ့ was က a bus ကတင်ဒီနေကွေးစောလမ်းလျှောက်တယ်ဒီစကားလုံးသုံးလုံးနဲ့ပဲဝကြတဲ့ကြောင့်ဖြစ်အောင်ဒီဆောင်သွားတယ်အဲ့ပါတော့ speed ရပဲအဲ့တဲ့ပို့ပြီးလေ့လာကြမရှိဘူးအဲ့တဲ့ကြော်ပြီးလေ့လာကြမရှိဘူးဒီရှင်းမျိုးလေးရပဲလေ့လာမှာအဲ့တော့ပိုင်ဖို့လိုတယ်အဲ့ဒါပိုင်ဖို့လိုဘာလို့လဲဆိုတော့စာကောက်ကောက်ဖတ်နိုင်ဖို့လိုတယ်ဆရာနဲ့ရှိရတင်နေဖို့ဆရာတင်ပြတော့တခြားစနစ်တကျယူပြီးသိရမယ်ဆိုဒါတွေအများကြီးပြောနေတာပေါ့ဒါပေမဲ့အချိန်တော့ပေးရမယ်အချိန်ယူပြီးလေ့လာရမယ်ကဲနောက်တစ်ကြောင်းတော့ဆရာတက်ပြီးတော့ရှင်းပြချင်ပါသေးတယ် I mop the floor I mop the floor I က pronoun အမပီမော့ဆိုတော့ကျန်းတိုက်တာပေါ့လားကျန်းတိုက်ဒီမော့က bus ပေါ့ the floor ကသူက noun အဲ့တော့ noun pronoun was စကားလုံးသုံးလုံးပဲဒီကောင်လေးပဲလဲတယ်ဒီရှစ်လုံးလေးပဲသွားတယ် noun pronoun was ကျွန်တော်ဒီကျန်းတိုက်ဒီ I mop the floor ဒါပဲအဲ့လိုစကားလုံးတွေကိုသိနေလို့ရှိရင်အင်္ဂလိပ်ပေါ်တာသိပဲပါတယ်ချသွားချရမလို့အဲ့ပါတော့ speed ရရှာပါတော့အင်္ဂလိပ်စာကိုကောင်းကောင်းကျွမ်းကျင်နေဆိုရင်အဲ့ပါတော့ speed ကိုသုံးတတ်ဖို့လိုတယ်ဘယ်လိုကင်ရမလဲဆိုတော့ဘာနားလည်ဖို့လိုတယ်အဲ့တော့ကင်နိုင်ပြီဆိုရင်တော့ကျောင်းသားတွေအဲ့ဘာလို့ speed ကိုကင်နိုင်ပြီဆိုတော့ဒီကြောင့်အင်္ဂလိပ်စာတက်ပြီအဲ့အချိန်လေးတော့နည်းနည်းပေးရမယ်နော်ဆရာတို့ကပြောတဲ့ဗီဒီယိုအဲ့ဒီမှာဆိုရင်ကျောင်းသားတွေတစ်ခုချင်းဆရာရှင်းပြတယ်အဲ့ဒါလေးအသေးစိတ်လေ့လာသွားမယ်ဆိုရင်အများကြီးရမှာပါအဲ့ဒီတော့ပုံသိချင်တဲ့ဆရာကျွန်တော်တို့အင်္ဂလိပ်စာပြမှာဆွေးနွေးချင်တယ်မေးမြန်းချင်တယ်ဆိုရင်အောက်က comments ပေးပြောခဲ့ဆရာနဲ့ဆက်သွယ်လို့ရပါတယ်မေးလို့ရပါတယ်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆရာတို့ဆွေးနွေးပြီးလို့ရပါတယ်ဆရာဒီဟာတော့အသေးစိတ်ရှင်းဒီမှာတော့ဆရာအခန်းကြီးကြီးမှနေလို့ရအောင် white book ကိုလည်းဆရာရေးပြတော့ white book ရေးနေတဲ့အခါအချိန်ကြာသွားမှကြောက်လို့အဲ့အသေးစိတ်နောက်ကနေဖြည်းဖြည်းချင်းဆရာရှင်းပြပေးတာပါအဲဒါဆိုရင်ခုဆရာရှင်းသွားတဲ့ဝါကြတွေကတခြားစကားလုံးတွေလည်းရှာသွားတာမဟုတ်အဲ့ပါတော့ speed ရပဲဆရာပြောသွားတာပဲနောက်တစ်ခုပြောကြည့်အောင် they play cards in the room they play cards in the room ညီမတို့ပြောတော့သူတို့ဒီအခန်းထဲမှာဖဲကစားကြတယ်သူတို့ဒီအခန်းထဲမှာဖဲကစားကြတယ်အဲ့မှာဒီရှိဝင်တဲ့ pronoun ပဲဒီရှိဝင်တဲ့ pronoun play play ကစားတယ်ရပဲဟော pronoun ရဲ့ back ကနောက်က card နောက်က s နဲ့ပါတယ်ကတ်ကတော့ကတ်ပြပေါ့အဲ့ကတ်ပြ noun အဲ့တော့ပြန်ကောက်တော့အစင်တိုင်းကောက်ရင် noun pronoun back လုံးလုံးပြောပါပြီ in the room ဆိုin ကသူက preposition ဖြစ်ပါတယ်မှားလို့ပြောတာ in က preposition the room ကလည်း noun ပဲအဲ့ဒီမှာ noun တော့နှစ်ခါပါသွားပြီပေါ့နော်အဲ့တော့ noun pronoun back preposition တူရပါလို့တော့ noun တစ်ခါတည်းပဲပေါ့ noun pronoun back preposition စကားလုံးလေးလုံးနဲ့ဝါကြတဲ့ကြောင်းဖြစ်အောင်ဆောက်လိုက်တယ် they play cards in the room they play cards in the room သူတို့ဒီအခန်းထဲမှာဖဲကစားကြတယ်ဒါပါပဲဒါသုံးဖို့တော့လေဘာမှထူးတယ်ကျွန်တော်အဲ့ဒါအလိုပြောတော့အောင်ကတာမဟုတ်နေ့စနေ့မှန်မှန်ကန်ကန်နဲ့လေ့လာသွားလို့ရှိရင်တက်ကိုတက်တယ်အဲ့ဒါနောက်ကြောင့်တကယ်အစစ်မြင့်နဲ့စာစုပ်ဆရာကြီးလီယိုတော့စတိုင်ရဲ့စာအုပ်တွေဝီလီယံရှေ့စပီးယားရဲ့ကြပြားတွေသူ့ရဲ့ပြဇက်တွေဆရာဒေးကာနီဂျီနပိုလီယန်ဟေဂျန်နဲ့
ရှားဒီကင်တို့အဲ့လိုကဘာကျော်တဲ့အင်္ဂလိပ်ဝတ္ထုတွေကိုနောက်ဆိုရင်အများကြီးဖတ်နိုင်ပါပါအဲ့လိုစာတွေဖတ်နိုင်အောင်ခုလည်းစနစ်နဲ့ယူပါဒါတွေကောင်းကောင်းနားလည်တော့ဝတ္ထုတွေဖတ်တာတော့ကိုလည်းပါတယ်အဲ့လိုဝတ္ထုတွေဖတ်တာကြတော့ကိုယ်လည်းမရအောင်သင်ပြပေးတဲ့ဆရာနဲ့လေ့လာမှအဲ့ဒါတွေပုံသားလဲအတင်တဲ့ဆရာနဲ့အခြေပေးပြီးလေ့လာလဲဆိုအင်္ဂလိပ်စာရဲ့စွမ်းရည်ဘယ်ဟာတွေကိုကြိုင်ရလို့ရှိရင်ဘယ်လိုစွမ်းရည်အင်္ဂလိပ်စာစွမ်းရည်တိုးတက်တယ်လဲဆိုတော့ကောင်းကောင်းနားလည်သွားတယ်ဒါမို့အင်္ဂလိပ်စာပိုင်ပိုင်နဲ့သိချင်နေဆိုရင်ဒီ8 part of speed အတွဲကိုရလို့တော့ပါလို့ဆရာဒီကနေအချက်ပြပြစေကျွန်တော်နောက်နေ့မှာဆိုရင်တော့ဆရာတို့8 part of speed ကနေတော့ပြီးသွားပြီဆိုရင်ဟိုဘက်မှာကရိယာတွေဘယ်လိုသွားလဲဝါကြတဲ့အကြောင်းမှာဝါကြတဲ့အကြောင်းတွေစပ်ဖို့တော့ဘာတွေကလိုအပ်တယ်လဲဆိုတော့ဆရာတို့လက်ပြန်အသေးစိတ်ပါ8 part of speed ကနေတော့ရှေ့ဆက်ပြီးလေ့လာမယ်ဟာတွေဒီစကလုံးရှင်းမျိုးနဲ့ဝါကြတွေဘယ်လိုတိဆောက်လဲဝါကြတွေဘယ်လိုရေးသွားလဲဘယ်လိုသုံးသွားလဲဘယ်နေမှာဘယ်လိုထားသွားလဲအစရှိတဲ့ article အကြောင်းတွေတရအကြောင်းတွေကိုအသေးစိတ်ဆရာတို့ညပြမှာချက်ပြီးတော့ရှင်းပြပါပါမယ်ကဲဆရာတို့ဒီမှာရက်လိုက်တော့မယ်နော်